စာကောင်းကောင်းလှုပ်လာတဲ့ဒါကျူဟာရောထန်လိုကစားသွားခဲ့တယ်ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျပြိုင်မဲ့ဖိုက်တာကိုရှာထုတ်ပြမယ်မျက်နှာရည်တင်းထိုးပေးမယ်သူဘလောက်မာတယ်ဆိုတာပြတယ်ဒီလိုလိုရဲ့မျိုးဟာမွေထိုင်းမှာဆိုရင်ရောထန်နဲ့မြန်မာပြည်မှာဆိုရင်တမ်မဏိစိုးကြီးတို့သာလှုပ်ဆောင်ခဲ့ကြတာပါအဲဒါကြောင့်လေဒီဖိုက်တာနှစ်ဦးစလုံးကိုတမ်မဏိလူသားဆိုပြီးတော့နာမည်ပြောင်းနေပေးခဲ့ကြတာပါအခုဆိုရင်အဲလိုလိုရဲ့မျိုးကိုလှုပ်ဆောင်ခဲ့တဲ့တတိယမြောက်ဖိုက်တာထွက်ပေါ်လာခဲ့ပြီးတော့ဒီဖိုက်တာကတော့ဂျပန်ဖိုက်တာဒါကျူပါပဲကစားမဘွားနောက်ဆုံးပွဲစဉ်မှာလိုချင်တဲ့ရလက်ရဖို့အတွက်အင်စာကောင်းကောင်းလှုပ်ထားတယ်ဓမ္မတပွဲကရှုံနေမှုကိုသင်ခန်းစာကောင်းကောင်းယူတယ်ရောထန်ရဲ့အားနည်းချက်တွေကိုအကောင်းဆုံးရှာယူခဲ့တယ်မထင်မှတ်ထားခဲ့တာကတော့ရောထန်လိုမာကုံမြင့်မာတဲ့ဆိုတဲ့ဖိုက်တာကိုအမတ်စင်၄ချိန်ရေတွက်ခံရစေခဲ့ပြီးတော့ဒိုင်ပွဲရနဲ့ပြန်လည်နိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်ဒါကဒါကျူအတွက်ဖိုက်တာဘောကနောက်ဆုံးနဲ့အကောင်းဆုံးအမှတ်တရတွေလို့ဆိုနိုင်တာဖြစ်ပါတယ်ရောထန်ကိုပြီးခဲ့တဲ့နှစ်ကရှုံးခဲ့လို့စားမွေအိမ်မပျော်တဲ့ထိဖြစ်စေခဲ့ကြောင်းဒါကျူကဝန်ခံခဲ့ပြီးသူရဲ့နောက်ဆုံးပွဲစဉ်ကရောထန်နဲ့ရှင်ပြိုင်ပြရစီဆိုပြီးတော့ဝန်ပရိုမိုတာတွေဘက်ကိုရောထန်ကိုပါတောင်းဆိုခဲ့တာပါရောထန်ရောဝန်ဘက်ကပါမကြေပွဲကိုလက်ခံခဲ့ပြီးတော့ဒါကျူကတော့နိုင်ပွဲနဲ့တူဖိုက်တာဘွားကိုကြောခိုင်းသွားနိုင်ခဲ့ပါပြီပွဲကြောင်းပြောရမယ်ဆိုရင်တော့ဒါကျူဟာနိုင်ကျင်စိတ်အပြည့်ရှိနေပြီးတော့အချီတိုင်းကိုစီးထားနိုင်ခဲ့တာပါရောထန်ဟာအထာနှေးနေခဲ့ပြီးအမတ်စင်နှစ်ချိန်ရေတွက်ခံရပြီးမှရောထန်ကရောထန်ဆန်လာခဲ့ပါတယ်ဒါကျူဟာပထမချိန်နိုင်ခဲ့ဘူးတာကြောင့်အထင်များသေးတာလားရှော့တက်တာလားဆိုတာကတော့သူကိုယ်တိုင်ပဲသိနိုင်ပြီးတော့ပွဲပြီးရှုံးရလန့်မှာတော့ငိုကြွေးမှုတွေကိုပါမြင်တွေ့ခဲ့ရတာပါရောထန်ရဲ့ငိုကြွေးမှုတွေကဘလို့ယာရီပါဝင်နေခဲ့သလဲဒီရှုံးပွဲဟာရောထန်အတွက်1ချန်ပီယံရှစ်ခေါင်းစဉ်အောက်မှာ3ပွဲမြောက်အရှုံးဖြစ်ပြီးဒိုင်ပွဲရနဲ့ရှုံးခဲ့တာကတော့ပထမဆုံးချိန်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ရောထန်ဟာဒီပွဲမတိုင်မီမှာ1ချန်ပီယံရှစ်နဲ့တရားရင်ဆိုင်ရမှုတွေရှိနေပြီးတော့သူ့ရဲ့ရှုံးကအလိုတရားရင်ဆိုင်နေရတဲ့ချိန်မှာပိုပရိုမှခံမြင်စရာပါဒါအပြင်ရောထန်ကသတင်းတွေရဒါကျူနဲ့ပွဲပြီးမှာ1ချန်ပီယံရှစ်ကိုကြောခိုင်းကတခြားသောအဖွဲ့အစည်းတစ်ခုနဲ့လက်တွဲမယ်လို့ဒီနေ့ထွက်လာနေပြီးတော့အဲလိုမျိုးရှုံးက1ချန်ပီယံရှစ်ရဲ့နောက်ဆုံးပွဲစဉ်မှာအရှုံးနဲ့လမ်းခွဲခဲ့တယ်ဆိုတဲ့မှတ်တမ်းစိုးကြီးတစ်ခုကျန်ရှိလာနိုင်ခဲ့တာပါရောထန်ရဲ့မျက်ရည်ကျမှုတွေကိုအရင်ကလည်းဘယ်သူမှမမြင်ဘူးလောက်ပေမဲ့ဒီချိန်မှာတော့ရှာကြီးတငင်ကိုကျွေးမှုတွေကပရိသတ်တွေအားလုံးကိုအံ့အားသင့်စေခဲ့တာပါ2023ခုနှစ်ကတငယ်ချင်းဖြစ်သူစူပါလက်ကိုရှုံးနေခဲ့ပြီးတဲ့နောက်3နှစ်ကြာမှပထမဆုံးအရှုံးနဲ့ပြန်လည်ရင်ဆိုင်လိုက်ရပြီးတော့အဲဒီရှုံးနေမှုကရောထန်ရဲ့စိတ်ဓာတ်ပိုင်းကိုလည်းအတော်လေးကိုထိခိုက်သွားစေနိုင်ခဲ့တာပါတစ်ဖက်ကဒါကျူကတော့သူ့ရဲ့ခွင့်ရေးကိုအကောင်းဆုံးသုံးချသွားခဲ့ပြီးတော့အချီတိုင်းမှာပြုံးနေတဲ့မျက်နှာနဲ့အတူရောထန်ကိုမှောက်သိမ်းခဲ့တာပါရောထန်ရဲ့ထိုးချက်တွေကိုလည်းဒါကျူခံရပြီးမြဲရိုင်ထိုးသွားစေနိုင်လောက်တဲ့အားပါပြင်းထန်မှုမျိုးတော့ရောထန်တယောက်အားမထုံနိုင်ခဲ့ပါဘူးငါးကြီးရှင်ပြိုင်ခဲ့တဲ့ပွဲမျိုးမှာ၄ချိန်ထိအမှတ်စဉ်ရေတွက်ခံရစေခဲ့တဲ့ဒါကျူကတော့အိမ်စာဘလောက်လောက်လာသလဲဆိုတာကိုထင်သာမြင်သာစေခဲ့ပြီးတော့သူ့ရဲ့အိမ်မပျော်စားမွင်ခဲ့တဲ့အခိုက်အတန့်တစ်ခုကိုဆာကူရာမြေပေါ်မှာပဲလှုပ်ဆောင်ပြသွားခဲ့တာပါရောထန်ပါဆက်လုပ်ရမလဲဒါကျူကရောဘယ်လိုမျိုး activity တွေမှာဆက်ရှိနေမလဲရောထန်နဲ့ဝန်တို့ကြားကတရားစွဲဆိုမှုတွေကရောဘာတွေဆက်ဖြစ်လာနိုင်ပါသလဲရောထန်နဲ့ဒါကျူတို့ပွဲကပြီးဆုံးသွားပြီမဲ့မြေကုန်းပေါင်းများစွာခြံထားရစ်ပါသေးတယ်ဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာနောက်လာမယ့်ဗီဒီယိုတွေမှာ MMA အကြောင်းအရာတွေနဲ့ပြန်လည်ပြီးတော့မှဆုံတွေ့ကြရအောင်ပါခင်ဗျာ